စားစာတွေရှားပါတဲ့အချိန်ကာလမို့ခေါင်းဆောင်ဟာသူ့ရဲ့စားနဲ့ရိတ်ခါတွေကိုချင်းရှင်အောင်ခွဲဝေစားတောက်စီပြီးခေါင်းဆောင်တို့ရဲ့နေတဲ့မြို့ပြက်လေးတစ်ခုကိုရောက်လာခဲ့ပါတယ်။မြို့ပြက်ထဲကလူတွေအားလုံးဟာအစားအစာအတွက်ရုန်းကန်နေကြရပြီးဦးတွေဆိုတာအာနာကြီးသူတွေရဲ့ထင်ရှားဆိုင်တဲ့နေမြေမှာအသက်ရှင်နေရတယ်လို့ပါပဲ။ချန်စီကိုအတွင်းဘက်ကအမိုက်ကောက်သူတွေရဲ့အပွဲစည်းတဲ့ဝင်ခြင်းနဲ့ဆိုရင်တော့စမ်းသက်ပွဲတစ်ခုကိုဝင်ပြန်ရမှာဖြစ်ပြီးပြိုင်ပွဲအတွင်းကလောင်းကြီးတန်တွေကလည်းစူညံနေပါတယ်။နောက်ထပ်ပြိုင်ပွဲဝင်မဲ့မိန်းကလေးတယောက်ဟာစောင့်နေချိန်ခေါင်းဆောင်နဲ့ရွှေရှင်ရောက်လာပြီးပြိုင်ပွဲဆွင်းလာသွင်းတာပါ။ပွဲစီစဉ်သူဟာပြိုင်ပွဲဝင်နှစ်ယောက်ကိုညှစ်ပြီးအခုမှအသက်ရောက်လာတဲ့အစ်စ်နဲ့မျိုးကွဲသားရဲနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးမဲနိုင်ခန်းကဇပကြီးမွေကြတဲ့သူကပြိုင်ရမှာပါ။မိန်းကလေးဟာသူမရဲ့မဲကိုမကြည့်ရသေးခင်မှာပဲချွေရှင်ဟာသူမဲပေါက်တယ်ဆိုပြီးပြိုင်ပွဲထဲဝင်သွားတာချီအဆင့်တက်ရှိရဲ့သူအဖို့ဒါဟာမဖြစ်နိုင်တဲ့ပွဲစဉ်တစ်ခုပါပွဲကြည့်သူလူတိုင်းဟာခြေလျားတဲ့ပြိုင်ပွဲကိုကြည့်ရမယ်ထင်တော်လဲချွေရှင်ဟာမွေနဂါးကောင်ကြီးကိုတစ်ခါခုံဓာတ်တစ်ချက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်မွေနဂါးကိုတပိုင်းပိုင်းပြီးယူသွားတဲ့ချွေရှင်ကိုကြည့်ပြီးပြိုင်ပွဲလာကြည့်နေတဲ့လူနှစ်ယောက်ဟာချွေရှင်ကိုအာယုံစိုက်မိသွားပါတယ်ခေါင်းဆောင်ဟာချွေရှင်ရဲ့မွေနဂါးအသားကိုတေချာချက်ပြုတ်ပြီးစပွဲဝိုင်းကထမင်းသုံးပကံမှာလွတ်နေတဲ့တစ်ခုကတော့တေဆုံးသူတယောက်တည်းဖြစ်ပြီးချွေရှင်ရဲ့မျိုးကွဲပီဇာဒဏ်ရာတွေဟာကြင်ကြံမှုနဲ့ဆေးလုံးဖြူတောက်မှသာတက်တာမှာဖြစ်ပြီးချွေရှင်ဟာထက်မှန်ကြင်ကြံချိန်ကြားနှကောင်ချီအဆင့်နှစ်တို့တက်သွားပြီးဆေးလုံးဖြူဝဲရန်မျိုးရဲကဆိုင်ကိုလာချိန်ဆေးလုံးဖြူတွေဟာအေးသွေးမကောင်းတာကြောင့်ပြဿနာရှာနေရဲ့လူနှစ်ယောက်နဲ့မနေ့ကပြိုင်ပွဲကတွေးခဲ့တဲ့မိန်းကလေးကိုမြင်ရပါတယ်ချွေရှင်ဟာဆေးလုံးဖြူနှလုံးကိုရှိတဲ့ပတ်ဆက်လေးနဲ့ဝဲချိန်ဆေးလုံးဖြူမဟုတ်ဘဲအရေးသွေးမကောင်းတဲ့ဆေးလုံးပြဖြစ်နေပြီမဲ့ချွေရှင်ဟာဒဏ်ရာအတွက်လိုအပ်တာမှုဝဲလိုက်ချိန်ဘေးကလူနှစ်ယောက်ကချွေရှင်ဆေးလုံးတွေကိုမျက်စိကျသွားပြီးအာနာပါဝါပြကဆေးလုံးဖြူကိုထားခဲ့မဟုတ်ရင်မင်းကိုတက်အလောင်းမော်ကနေဆေးလုံးဖြူယူမယ်လို့ချိန်လျှောက်ကအင်အားစုတောင်းတဲ့အဖွဲမှန်းသိတဲ့ချွေရှင်ဟာညံနဲ့တီးကန်စိတ်ကိုသုံးကအသားတကြီးပဲဆေးလုံးကိုပေးခဲ့ရပါတယ်။ဒါပေမဲ့ပိုဆိုးလာတဲ့ဒဏ်ရာတွေကိုကြည့်ပြီးချွေရှင်ဟာညဘက်ပျော်ပါလာတဲ့အနိုင်ကျင့်သူကိုနောက်ရန်ခံလိုက်ကလက်ကနေလဲရင်းကိုဓာတ်နဲ့ထိုးပြီးအသက်ရှမ်းသာပေးကိုတောင်းဆိုသူကိုအလောင်းပေါ်ကနေဆေးလုံးဖြူယူမယ်ဆိုတဲ့သူစကားနဲ့သူအမောင်ထဲကိုဆွဲပြီးဇက်သိမ်းပေးလိုက်ပါတယ်။ပြီးတော့အနိုင်ကျင့်သူရဲ့အပေါ်ဟာသူ့အပေါ်ကိုလိုက်ရှာရင်သူ့တငယ်ချင်းတေးမန်းသိပေမဲ့တန်ရောစင်တဲ့ဆေးလုံးဖြူပဲပြန်တောင်းနေပြီးရွှေရှင်နဲ့တိုက်ခိုက်ချိန်ပေါ်သေးသေးမဟုတ်တဲ့လူမန်းတည်သွားတော့ဆေးလုံးတစ်ခုကိုတောက်ရမလားအသေးပွားအတွက်သုံးတင်လားမသုံးတက်လားတွေးဝေနေချိန်မှာတော့ယူကိုကြားကရွှေရှင်ရဲ့လက်ချက်နဲ့ပဲတေးဆုံးသွားခဲ့ပါတယ်ရွှေရှင်ဟာဆေးလုံးကိုယူထားလိုက်ပြီးမြို့ထဲပြန်ဝင်လာချိန်အင်အားနည်းနေတဲ့ရွှေရှင်ကိုခေါင်းဆောင်ကတော့ထမင်းစားကိုစောင့်နေပါတယ်